ဟောဒီခန္ဓာအိမ်ဒီအယုံနဲ့တူတယ်ယောဂတို့ရဲ့စိတ်ဒီလက်နဲ့တူတယ်စိတ်ကယုတ်ကြီးကိုလွှတ်လိုက်ရမယ်ထိန်းချုပ်မှုလုံးဝမလိုပါဘူးထိန်းပြီးတော့ငြိမ်တာမလိုချင်ဘူးအိမ်လေးမှန်ကန်မှဘယ်ဘက်ကကြီးအပြစ်ကင်းနေမှာစိတ်ကယုတ်ကြီးကိုလွှတ်လို့ရတယ်ငြိမ်အောင်ထားလို့ရတယ်အဲ့ဒါယောဂီတို့ကနံပါတ်1အရင်အိမ်လေးမှန်ကန်အောင်တည်ဆောက်ရမယ်အဲ့ဒါအထူးရေးကြီးတယ်အိမ်လေးမှန်ပြီးယုတ်ကြီးကိုစိတ်ကလွှတ်နိုင်ပြီဆိုလို့ရှိရင်မျက်လုံးလေးမှိတ်ပြီးတော့အားလိုက်တော့နားလိုက်တော့စိတ်ကလေးကိုဘာမှမတွေ့ပဲဘာမှအောင်မပြပဲထားလိုက်တော့စိတ်ကလေးဘာမှအောင်မပြပဲဘာမှမတွေ့ပဲထားမယ်တဲ့ဘာမှမသိနဲ့တော့စိတ်ကလေးကိုအမိန်ပေးမယ်စိတ်ကလေးကမသိပဲနေလို့ရလားတကုတ်ကတော့မသိဘူးလားစိတ်ရဲ့သူ့ရဲ့မူရဲ့အလုပ်သူ့ရဲ့ပင်ကိုယ်သဘောကအာယုံကိုသိတဲ့သဘောအာယုံရဲ့အကြောင်းကိုကြံစည်တဲ့သဘောမရှိဘူးလားအဲ့တော့ကိုကစိတ်ကိုတော့ပိတ်တယ်လို့ရပ်ပြီးပိတ်ထားတော့ညာလဲပိတ်လို့ရလားမရဘူးစိတ်ကခန္ဓာကိုယ်သွားသိရင်သိမသိရင်အတိတ်ကိုစဉ်းစားရင်စဉ်းစားမယ်အနာဂတ်ကိုစဉ်းစားရင်စဉ်းစားမယ်ကိုယ်စိတ်ဝင်စားတဲ့ကိုယ်တွေ့ကြုံမှုတဲ့အတိတ်ကအကြောင်းနေအိမ်ကြောင့်သားကြောင့်တမိကြောင့်စီးပွားကြောင့်အလုပ်ကံကြောင့်စိတ်ကလေးမစဉ်းစားဘူးလားစဉ်းစားတယ်အရင်တုန်းကတရားမကျင့်တုန်းကစိတ်ဓာတ်နဲ့တော့မရှိခင်တုန်းကအဲ့လိုစိတ်ကလေးကအာရုံတစ်ခုကိုအာရုံပြုတ်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်စဉ်းစားတဲ့နောက်မှာမင်းကမျောပြီးတော့စစ်ပြီးစဉ်းစားမနေခဲ့ဘူးလားအဲ့လိုနဲ့ပုထုဇဉ်တွေကနေခဲ့တာအဲ့လိုစဉ်းစားတဲ့ခါနဲ့မှလည်းငါစဉ်းစားတယ်ငါသိတယ်ငါမှတ်မိတယ်ငါဝမ်းနေတယ်ငါဝမ်းသာတယ်ဆိုပြီးတော့စိတ်ပေါ်တိုင်းငါကပ်မနေဘူးလားအခုအဲ့လိုလိုက်သူနဲ့စိတ်နဲ့ရောပြီးတော့မပေါင်းတော့ဘူးဟလာရှေးစိတ်ကစဉ်းစားလိုက်မယ်အမိတ်ကြောင့်စဉ်းစားမယ်အရင်ကအမိတ်ကြောင့်ဆက်စဉ်းစားတယ်အခုကျတော့အမိတ်ကြောင့်စဉ်းစားရင်နောက်စိတ်ကလှင်းမြန်းသွားတတိထားလိုက်နောက်စိတ်ကတတိထားတော့တစ်ချိန်တည်းမှာစိတ်ပြီးတဲ့နှစ်ခုကိုကြံစီလို့မရဘူးရှေးစိတ်ကအမိတ်ကြောင့်ကြံစီရမယ်နောက်စိတ်ကဘုံကြီးမှာထားတဲ့အတိုင်းရှေးစိတ်ကိုတတိပေါ်လာရင်တတိထားမယ်ဆိုတော့တတိထားတော့ရှေးစိတ်ဒီဆက်ပြီးတော့တွေးပြီးသေးလားရက်သွားလားရက်သွားတယ်နောက်ကတကမိုင်းတွေတွေးစိတ်ကိုတတိထားရင်တွေးစိတ်ဒီဘာဖြစ်သွားမလဲရက်အောင်ကိုယ်ကလောက်ရတာလားကိုယ်ကရက်လို့ရလားမရဘူးနော်ကိုယ်ကရက်လို့ရမှာဆိုရင်ကိုယ်ကဘာတရားမှမရက်ဆိုပြီးတော့တော့လို့ရက်ထားလိုက်မှာပေါ့ရက်လို့မရဘူးအဲ့တော့စိတ်ကိုဒါဆိုရင်တတိထားရင်တော့ရက်မတော့ဘူးလားပညာနဲ့ရှင်နဲ့တွေးစိတ်ဒီရက်သွားတယ်အဲ့တော့တတိထားရင်ရက်တယ်တတိလွတ်လို့ရှိရင်ပြန်ပြီးမတွေးဘူးလားအဲ့ဒါဆိုရင်စိတ်ကိုရက်အောင်စွမ်းနေတာဒီငါကစွမ်းနေတာလားတတိယစွမ်းနေတာလားအဲ့ဒါကိုသိထားရမယ်စိတ်ဒီလည်းငါမဟုတ်ဘူးတတိထားတဲ့စိတ်တော့ရှေ့စိတ်ကရက်ချုပ်မသွားဘူးလားအဲ့စိတ်ကလေးပျောက်သွားပြီအဲ့စိတ်ကလေးတည်မသွားဘူးလားတည်သွားတော့ယောဂီတို့တည်ပါလားဒါဆိုရင်ရှေ့ကတွေးတဲ့စိတ်ဒီငါလို့ပြောလို့ရမလားတွေးစိတ်ဒီငါဆိုလို့ရှိရင်တွေးစိတ်လည်းချုပ်အဲ့စိတ်လည်းပျောက်တယ်ငါလည်းပျောက်သွားငါလည်းတည်သွားတော့တွေးစိတ်ကရက်သွားတယ်တဲ့တတိထားရင်ရက်သွားတော့ဟုတ်လားစိတ်ကလေးပျောက်တော့ငါဒီမတော်ဒါဆိုရင်အဲ့တွေးတဲ့စိတ်ဒီငါလို့ပြောလို့ရမလားဟုတ်ပြီအမှစပြီးတော့အမှန်မြင်တာပဲအဲ့တော့တတိလည်းရင်တွေးစိတ်ပြန်မပေါ်ဘူးလားတွေးစိတ်ပေါ်တဲ့အချိန်မှာတတိထားတဲ့စိတ်ကရှိသေးလားမရှိတဲ့ခါမှာယောဂီတို့တည်သွားလားဒါဆိုရင်တတိထားတဲ့စိတ်ကလည်းငါလို့ပြောလို့ရမလားတတိထားတဲ့စိတ်ကတစ်စိတ်တွေးတဲ့စိတ်ကတစ်စိတ်ဟုတ်ပြီလားအဲ့စိတ်ကအဲ့လိုနှစ်မျိုးရှိတယ်ဆိုသိထားအောင်ဦးဇင်းတို့ကအရင်တော့တတိလွတ်ပြီးနေခဲ့တယ်တွေးရင်လည်းရှောက်တွေးခဲ့တဲ့တန်တရားမှာဘဝတွေဆက်ပြီးတော့ဘယ်ဘောရဲ့တွေးနဲ့တေးတာပဲရှိတယ်တွေးလို့ဆုံးတယ်ဆိုတာရှိလားငှက်တွေဟာပြန်ရင်းနဲ့တေးတယ်လူတွေဟာကြံရင်းနဲ့မတေးဘူးလားကြံရင်းနဲ့တေးလို့ရှိရင်ဟလာတန်တရားလိမ်မယ်ဒုက္ခရောက်မယ်အဲ့တော့ဦးဇင်းကကြံရင်းနဲ့မတေးတော့ဘာလို့မှလဲဆိုတတိထားမယ်စိတ်ကလေးတွေးမယ်မိမိနောက်ကတတိထားလိုက်တွေးစိတ်ကရက်သွားမယ်နောက်တစ်ခါအလုတ်ကံကြောင့်ဆက်ပြန်တွေးမယ်တတိထားလိုက်ရင်ဘာဖြစ်သွားမလဲရက်သွားမယ်ဘာစိတ်ပေါ်ပေါ်ဟလားဦးဇင်းကဘာစိတ်ပေါ်ပါဘာစိတ်မပေါ်ပါလဲလို့အမိန်ပေးလို့ရလားရိုးတော့လည်းငါစိတ်ပင်ငါပဲဆိုပြီးတော့ဘလို့စိတ်ပေါ်ဟိဘလို့စိတ်မပေါ်နဲ့လို့ကိုယ့်ဘာသာကိုအမိန်ပေးလို့ရလားပေါ်တာပေါ်ပါစေဟလားပေါ်တာစိတ်ကတွေးလို့နဲ့သူတွေးလိမ့်မယ်မတည်မရှိတော့တွေးစိတ်ကပေါ်နေမှာပဲသို့တော့အခုတတိထားမယ်တတိထားတဲ့အခါနဲ့ရှေ့ကတွေးလို့ဒီချုပ်မသွားဘူးလားတတိထားပါများအဲ့ဒါကိုသိလာမယ်အဲ့တော့ရှေ့က
ချုပ်သွားတဲ့ခါပေါ်တော့ကလည်းကိုကဖော်လို့ပေါ်တာမဟုတ်တဲ့အဲ့တော့ငါသဘောလို့ပြောလို့ရလားအဲ့ဒါသူ့သဘောအနတ္တသဘောနဲ့ပေါ်လာတယ်အာရုံပြည့်တော့သူပြုမယ်တွေးရင်တွေးမယ်သူ့လို့သူ့သဘောဒီနေ့ကတတိထားတော့အဲ့စိတ်ကလေးပြောင်းမတော့ဘူးလားပြောင်းတော့ရုပ်ရမပြောက်ပါနဲ့လို့ဆွဲထားလို့ရလားပေါ်တော့ကလည်းသူ့သဘောနဲ့သူ့ပေါ်တယ်ပြောက်တော့လည်းသူ့သဘောနဲ့ပြောင်းမသွားဘူးလားအဲ့တော့စိတ်လုံးတွေငါမဟုတ်ဘူးဆိုထင်ရှားမလားဘူးလားအဲ့လိုစိတ်ကလေးကိုပေါ်မှန်းသိဟလာပြောင်းမှန်းသိလို့ရှိရင်တဲ့စိတ်ဟာငါမဟုတ်ကြောင်းသိတဲ့အတွက်အနတ္တဉာဏ်မြင်ပေါက်မလာဘူးလားအဲ့ဒါအနတ္တမြင်တယ်လို့ခေါ်တယ်ကိုကနေနောက်ကနေလက်ပြီးတော့အနတ္တလို့ရွတ်เสียလို့သလားရွတ်ရင်ရွတ်တာပဲရှိမယ်မမြင်ဘူးအခုတော့ကိုကတတိထားတဲ့တတိဉာဏ်ပညာနဲ့ကြည့်တဲ့အခါကျတော့စိတ်တစ်လုံးဟာကိုမဟုတ်ဘဲနဲ့လည်းပေါ်လာတယ်လို့ကိုကမတားဘဲနဲ့လည်းပြောက်တော့အော်ဒီစိတ်ကငါမဟုတ်ပါလားလို့ဒီလိုနဲ့သိမလားဘူးလားအဲ့လိုစိတ်ကပေါ်ပြီမလို့ဟုတ်လားကိုယ်တည်းထားတဲ့ခါမှာပျောက်တာမြင်နေရတော့အော်စိတ်ကမမြဲပါလို့သိမလားဘူးလားအဲ့ဒါအနိစ္စလို့ရွတ်เสียလို့သေးလားမရွတ်ပါဘူးနော်စိတ်ကိုရှိတဲ့ပုဂ္ဂိုလ်ဒီဟုတ်လားတွေးစိတ်တွေကိုမဟုတ်ဘဲနဲ့ပေါ်လာတော့မြင်အောင်ကြည့်ရမယ်အဲ့လိုမြင်အောင်ကြည့်ရင်စိတ်ကလေးပျောက်သွားတော့မမြင်ရဘူးလားအဲ့လိုမြင်လို့ရှိရင်အနိစ္စလည်းမြင်ပြီးအနတ္တလည်းမမြင်ဘူးလားဟုတ်ပြီအဲ့ဒါတကယ်တတိထားရဖို့မြင်ရလိမ့်မယ်အဲ့တော့ကျင်းနဲ့တတိလို့ရှိရင်ဒီစိတ်တွေဟိုဒီပေါ်လိမ့်မယ်တခါလေအရှိပေါ်နေတယ်ပေါ်ပါစေနှီးတဲ့နေရာနေသတိထားလိုက်ဘယ်အချိန်ဘလောက်ပေါ်ဘလောက်ရှိသတိထားရင်ရှိသေးလားဟုတ်ပြီနော်အဲ့ဒါကိုဟလာရှေ့စိတ်ဖြစ်တဲ့နောက်ကမဲလို့ဘုရားဆရာတော်ကြီးကပြောတယ်အဲ့တော့အဓိကတော့အလုံးလုံးတတ်ဖို့ပဲရည်ကြည့်ပါတယ်ပြောတာတော့ဘယ်လိုပဲပြောပေါ့အဲ့လိုဘာစိတ်ပေါ်ကောင်းတဲ့စိတ်ဆိုးတဲ့စိတ်မကောင်းတဲ့ကောင်းစိတ်ဘာစိတ်ပေါ်ပိုးစိတ်ကိုမိမိကနောက်ကလိုက်ပြီးတော့သတိထားရမယ်တိုးတော့လေစိတ်ကိုအတင်းကြီးလိုက်မရှာပါဘူးဟုတ်လားဘုန်းကြီးကစိတ်ကိုရှိအောင်လို့ဟိုစိတ်ပြီးဟိုစိတ်နောက်စိတ်ပြီးနောက်စိတ်ပြီးအဲ့လိုလိုက်ရှာမှာလားမရှာဘူးမတည်သေးတော့စိတ်ကမပေါ်မအောင်ပူစရာလို့လားစိတ်ကမတွေ့မအောင်ပူစရာလို့လားမလို့ဘူးအဲ့တော့စိတ်ကိုရှိတဲ့ဘုအေးဆေးဆေးလေးရှိရမယ်အလုံးကြီးလိုက်မရှာပါဘူးအိမ်နေတည်လိုက်မယ်အားလိုက်မယ်ကဲမတွေးတော့ဘူးထားလိုက်ဘာမှမတွေးတော့ဘူးထားလိုက်မနေဘူးအတန်ကိုသွားသိရင်သိခန္ဓာကိုယ်သွားသိရင်သိမယ်အတိတ်အနာကဟလာကိုတူဘူးအာယုံကိုမြင်နေတဲ့အာယုံပြန်ပြီးတော့ကြံစည်မယ်အဲ့ကြံစည်စဉ်းစားတွေးသုံးတတ်တဲ့စိတ်ကလေးကိုပဲနောက်ကနေတွေးမှသိရင်တွေးမှပေါ်လာမှသတိထားလိုက်ဒီတိုင်းရက်မတော့ဘူးလားအဲ့တော့အဲ့ရက်တာလေးလည်းသိရမယ်တတိလေးနောက်တစ်ခါပြန်ပြီးတော့မတွေးဘူးလားပြန်ပြီးတော့သတိထားလိုက်ဟုတ်လားအဲ့တော့အလုံးကြီးမရှာမနဲ့သူပေါ်တိုင်းလေးကိုကစောင့်ပြီးတော့ချောင်းပြီးတော့ဖားမယ်ဟုတ်လားကတိပေါ်မှာပြိုင်းဆောင်တယ်ဆိုတော့ဗမာစကားရှိတယ်ပြိုင်းကငါ့ကိုသူကစကားခင်းနဲ့လိုက်မရှာဘူးအထက်စကားခင်းနဲ့အောက်စကားခင်းကိုရေလွှဲတဲ့အပေါက်ကလေးတော့မရှိဘူးလားအဲ့ဒီအပေါက်ကလေးမှာသူကရက်ဆောင်တယ်စောင့်ပြီးတော့ဟုတ်လားငါးလေးလာလို့ရှိရင်ကောက်စားလိုက်ငါးမလိုက်ဘာလုပ်နေလဲဘာလို့ကြည့်နေလဲငါးမရှိတဲ့ဒါကိုကြည့်မနေဘူးလားသူကရေကြည့်တာလားငါးမရှိတော့ကြည့်တာငါးမရှိတော့ကြည့်တာဟုတ်ပြီနော်ငါးဥစ္စာငါးမရှိတော့ကြည့်တာငါးလာရင်စားလိုက်မယ်ငါးမလာလို့ရှိရင်ငါးမရှိရလေကြည့်မနေဘူးလားစကားခင်းတွေကိုလိုက်ရှာလားမရှာဘူးအဲ့တိုင်းပဲပြိုင်းတွေရုပ်တွေတတိစိတ်နဲ့တူပါတယ်ဟုတ်လားငါးဒီခုနတွေးစိတ်တောစိတ်နဲ့တူတယ်တွေးတော့ကြံစီသုံးသပ်စဉ်းစားတဲ့စိတ်တွေဒီပေါ်ခြင်းပေါ်မယ်ပေါ်ရင်ဘာလုပ်ရမှာလဲကောက်စားလို့သတိထားလိုက်ဟုတ်လားသတိထားလို့ရှိသေးလားငါးလေးစားတော့ငါးလေးမရှိတော့ဘူးငါးမရှိတော့မတွေ့ရဘူးလားအဲ့ဒါလေးပဲကြည်နေလိုက်ဟုတ်ပြီလားစိတ်ကလေးရက်တော်တဲ့သဘောလေးမရှိဘူးလားအဲ့လိုပဲကြည်နေလိုက်ကြည်နေမှနောက်တဲ့ငါးတစ်ကောင်လာလို့ရှိရင်ကောက်စားလိုက်မစားဘူးလားနောက်တဲ့ဟလားတမီးကြောင်တွေ့တယ်တွေးလို့ရှိရင်အဲ့စိတ်ဘာလုပ်ရမှာလဲတွေးရင်လှိမ့်မှန်းတော့သတိထားလိုက်သတိထားရင်စက်တွေးသေးလားရက်သွားလားရက်တော့စိတ်ကလေးရှိသေးလားအော်ငါမရှိတော့အဲ့မရှိတာလေးပဲဗျိုင်းလေးကကြည့်နေသလိုရုပ်တော့အခုနစိတ်ကလေးမရှိတာလေးကိုပဲကြည့်လိုက်ရက်ထားလိုက်စိတ်ကလေးမရှိတော့ပါလားလို့တွားမလုံးနဲ့နောက်စိတ်ကမပေါ်သေးဘူးလားတွားမလုံးနဲ့အေးစစ်စစ်ကြည့်ရမှာဟုတ်ပြီလားဟိုတော့ဒီတော့အကုန်လုံးရှောက်ကြည့်ရမှာမဟုတ်ဘူးအေးစစ်စစ်လေးကြည့်အဲ့ဆိုမပြတ်မှန်းဘူးအဲ့တော့အခုနလိုဗျိုင်းရငါ့ကိုရှာစားတဲ့ကျင့်စဉ်မှာအဲ့ဖြစ်စဉ်မှာဗျိုင်းဒီငါးရှင်ငါ့ကိုကြည့်မယ်စားမယ်
ငါမရှိတော့ကြည့်မယ်အဲ့နှစ်ခုမရှိဘူးလားဒီမှာလည်းပဲစိတ်တန်တဲ့ပဒနာရှိတဲ့ပုဂ္ဂိုလ်ဒီစိတ်ကလေးကတွေးရင်တွေးမှန်းသိမယ်တွေးတော့သိရင်လားစိတ်ကလေးတွေရပ်မသွားဘူးလားရရင်ရပ်တာလေးပဲကြည့်နေလိုက်ဘာစိတ်မှလိုက်မရှာနဲ့ဝေဘာနာသုံးတတာစဉ်းစားတာဟလာဆုံးဖြတ်တာမလုပ်ပါနဲ့မရှိတာပဲကြည့်နေလိုက်အဲ့တော့ခေါင်းစဉ်ကသာစိတ်တန်တဲ့ပဒနာလို့ပြောပေမဲ့တကယ်လဲကြည့်တကယ်ကျင့်တဲ့ပုဂ္ဂိုလ်ဒီတဲ့သူမြင်တာဒီနှစ်ပိုင်းရှိတယ်တိုးစိတ်ပေါ်တာတစ်ခုနောက်တစ်ခုကတွေးစိတ်မပေါ်တာတစ်ခုအဲ့နှစ်ခုမမြင်ရဘူးလားအဲ့နှစ်ခုကိုမြင်မှစိတ်တဏှုပဒနာကျင့်တာကလမ်းမှန်ပါတယ်ဟုတ်ပြီလားကြည့်တဲ့တတိစိတ်မှာစကလုံးပါစရာမလိုပါဘူးလိုလားမလိုဘူးဟုတ်လားစကလုံးပါရင်မှားပြီအဲ့တော့စကလုံးပါလို့ရှိရင်စိတ်ကြီးပေါ်မသွားဘူးလားစိတ်မှာပြည့်ညက်ကပ်သွားပြီစိတ်တွေဟာအနိစ္စဒုက္ခဟာကောင်းတဲ့စိတ်ရမကောင်းတဲ့စိတ်ရလို့ကိုကသွားပြောနေရမှာလားမပြောပါဘူးဟုတ်လားမိမိကြည့်တဲ့စိတ်မှာစကလုံးမပါပါသေးနဲ့အဲ့ဒါကိုဦးဇင်းတို့ wordless awareness လို့ခေါ်တယ်ဟုတ်လားဘာစိတ်ပေါ်ပါဘာစိတ်မပေါ်ပါနဲ့လို့ကိုကအမိန့်ပေးလို့ရလားကိုက choice လုပ်လို့ရလားအားကြောင့် choiceless awareness လို့ခေါ်တယ်ဟုတ်ပြီလား choiceless wordless awareness ခန္ဓာကိုယ်ကြည့်ရမလားစိတ်ကိုကြည့်ရမလားစိတ်ကိုကြည့်ရမှာဒီစိတ်ဒီအလျံအနံအမြင့်ဆိုတာရှိလားဖြေဝါနဲ့နေရမဲတယ်ဆိုတာရှိလားမရှိတဲ့အတွက်မျက်စိနဲ့မြင်ရပါမလားမမြင်ရဘူးမျက်စိနဲ့ဟလာပြိုးပြီးလို့ကြည့်လို့မရတယ်လို့တဲ့နှမ်းပြီးတော့ကြည့်လို့ရပါမလားအလျံအနံအမြင့်မရှိတဲ့အတွက်ဟိုနေရာမှာဒီနေရာမှာဆိုတာရှိလားတိုးတော်လဲစိတ်ပေါ်ရင်တော့ပေါ်မှန်းတော့ယူမနေမသိဘူးလားယူတဲ့ပုဂ္ဂိုလ်သိချင်မှသိမှာပေါ့ဟလာတာမန်လူတယောက်ကစိတ်ပေါ်ရင်ပေါ်မှန်းသိတယ်အဲ့တော့ပေါ်ရင်ပေါ်မှန်းလေးသိလိုက်လို့လေးပါပဲစိတ်ကြီးကိုအခုဘုန်းကြီးငုတ်ထုတ်ထိုင်နေလို့မြင်ရပါမလားမမြင်ရဘူးတွေးမှန်းလေးကြံမှန်းလေးဝမ်းတောင်မှန်းလေးဝမ်းနဲ့မှန်းလေးမိမိကတတိလေးနဲ့ထားနေဦးမှာပဲဟုတ်ပြီလားအဲ့တော့အဓိကတော့တတိထားရလို့ပါပဲအာသမဆောဘုရားကဒီကျင့်စဉ်ကိုစိတ်တ ानु ပဒနာတတိပဋ္ဌာန်လို့မိန့်ခဲ့ပါတယ်အဲ့တော့အကျမ်းမြင့်သဘောပေါက်ပြီလားအဲ့လိုကြည့်နေနေမှာဟုတ်လားဒူးကောင်းဆိုတာဒူးကောင်းကိုစိတ်ရောက်သွားလိမ့်အဲ့တော့ဒူးကောင်းကိုရောက်သွားလို့ရှိရင်ဒူးကောင်းကိုစိတ်ရောက်သွားလို့ရှိရင်ယောဂီကဒူးကောင်းကိုအရှိထားပြီးတော့ဟုတ်လားမယူပါနဲ့အဲ့တော့ဒူးကောင်းဆိုဒီမှာဒါကြီးကပြောတာလားကိုယ်စိတ်ကပြောတာလားကိုယ်စိတ်ကပြောတာအဲ့တော့ဒူးကောင်းကြီးရဆိုရင်ပါလေဘယ်လိုပြောတာလဲပြည့်ညက်ပါတဲ့စိတ်ကြီးဖြစ်နေပြီမဖြစ်ဘူးလားဒူးကောင်းကြီးရလို့ပြောတဲ့စိတ်ကိုပြန်ပြီးသတိထားလိုက်ဟုတ်ပြီလားပူလာပြီဆိုတာဘယ်လိုပြောတာဟုတ်လားဒါကြီးကပူလာပြီပြောလားသူကပူလည်းမပြောဘူးအေးလည်းမပြောဘူးကျုပ်ကဒူးကောင်းမှဗျာလို့ပြောလားမပြောဘူးဟုတ်လားဒူးကောင်းကြီးကပူလာပြီဆိုတော့ဘယ်လိုပြောတာလဲအဲ့ဒီစိတ်ကြီးကိုရှုရမှာကိုအဲ့ဒီစိတ်နဲ့မရှုဘဲနဲ့ပူလာပြီလို့ဖြစ်မှဖြစ်ပါမလားနောက်စိတ်ကလိုက်မလာဘူးလားရှေ့ကပူလာဒူးကောင်းကြီးကပူလာလို့စိတ်ကိုသတိမထားရင်နောက်စိတ်ကဖြစ်မှဖြစ်ပါမလားတော့လိုက်မလာဘူးလားသတိလို့ပူဆိုးလာပြီဆိုရင်ဘာဖြစ်သွားလဲစိတ်တွေပေါ်မလာဘူးလားဘာလို့ပေါ်လာလဲတတိလို့ဟုတ်လားလှုပ်ချင်လာပြီလှုပ်တော့မယ်ဆိုရင်ပူပြီးတော့မှားမတော့ဘူးလားဘာလို့ဆိုရှေ့ဆုံးစိတ်ကိုသတိမထားနောက်စိတ်တွေကပွားသွားတာအဲ့တော့ဒူးကောင်းကြီးကဆိုရတဲ့ဒူးကောင်းဆိုရသတိထားလိုက်ဖြတ်ပြီးသတိထားလိုက်ဟုတ်လားအဲ့တော့ပူလာပြီဆိုရင်လည်းသတိထားလိုက်အဲ့ဒီပူလာပြီးတော့ဒူးကောင်းကြီးကတော့ဖြစ်ပါမလားလို့စိတ်တွေကိုတွားပြီးတော့မယုံလိုက်ပါနဲ့ဟုတ်ပြီလားအဲ့စိတ်တွေအလွတ်မခံနဲ့ဘာစိတ်ပေါ်ပြောပြီးတော့တတိယလှင်မှန်းတော့ဖြတ်ပြီးတော့ကြည့်ရမယ်ဥပမာပြောလို့ရှိရင်လောကဥပမာပေါ့နော်အခုဟလာဒီနိုင်ငံကိုနောက်တစ်နိုင်ငံကတုံးမြန်နဲ့ပြစ်တယ်ဒီနိုင်ငံစစ်တပ်ကကြားနေအဲ့တုန်းကဖြတ်ပြီးတော့ပြစ်မချဘူးလားပြစ်ချတော့ဟလာပြစ်မချလို့ချင်းဒုံးမှန်နေထားတော့သူတို့ချိန်ရပြစ်ပြီးတော့ချိန်ရပြစ်တဲ့ပြစ်မှတ်ကိုထိမှာပဲအထိမခံတော့ဂျားတွေကဖြတ်ပြီးတော့မှအောင်ဒုံးမြောင်ပြတ်ဖြတ်ပြီးမပြစ်ရဘူးလားအဲ့တိုင်းပဲဟုတ်လားပထမစိတ်ကဒူးကောင်းကြီးကဟိုကဒီကအတိတ်အနာကဟုတ်လားကြံနေစဉ်းစားတဲ့စိတ်ဒီခုနကိုယ်နိုင်ငံကိုပြစ်တဲ့ဒုံးမြန်နဲ့တူပါတယ်အဲ့ဒုံးမြန်ကိုဟုတ်လားတတိနဲ့တူတဲ့ဒုံးမြန်ဖြတ်ပြီးတော့ပြစ်ရမယ်ဟုတ်ပြီလားဆိုတော့ဒူးကောင်းကြီးကပူလာပြီးမရတော့ဘူးကိုဆိုးတော့မယ်ထုတ်ချင်တယ်ဆိုစိတ်တွေပေါ်လာမှဆိုလို့ဒူးကောင်းဆိုစားရစပြီးတော့သတိထားလိုက်ဖြတ်ပြီးသတိထားလိုက်ဟုတ်ပြီလားသမီးကြောင့်စဉ်းစားမယ်တဲ့သမီးဆိုရစပြီးတော့ဖြတ်ပြီးသတိထားလိုက်
ရှေ့ကိုဆက်သေးသလားမဆက်လို့ရှိရင်ဟာတနေ့လေးဟလာငါကြောင်းတဲတဲရလားကျမ်းမိုင်းကောင်းရလားစကြည့်မယ်ဆက်ပြီးတော့မစင်စားဘူးလားအဲ့လိုစိတ်ဟလာပြင်းရတဲ့ရှင်တဲ့စိတ်တွေစဉ်းစားတဲ့စိတ်တွေဖြစ်မှာဆိုလို့တမီးဆိုရတတိထားလိုက်တတိအားကောင်းရင်ထားနိုင်ပါလေအဲ့ထက်ပိုအားကောင်းလာရင်တဆိုတဲ့ရက်သွားပြီမိပါမလားတော့ဟုတ်ကလားအဲ့မင်းကြီးကတတိအားကောင်းလေးစိတ်ပေါ်နဲ့ဖြတ်ပြီးတတိထားနိုင်လေးပဲနောက်ဆုံးဘယ်လိုလုပ်လဲဆိုတော့မင်းကြီးကတတိပိုအားကောင်းတဲ့အခါစိတ်ကပေါ်လို့မရတော့ပဲနဲ့ဟလာပြူလေးပဲပြူနေတော့တယ်ပြူရနဲ့တတိထားလိုက်စိတ်ကလေးပေးစိတ်လေးစပြူရနဲ့တတိထားလိုက်အဲ့လိုဒီဖြစ်အောင်ကျင့်ရမယ်ဟုတ်ပြီလားအဲ့တော့ဒါကတော့ကျင့်ရမယ်လမ်းစဉ်ပေါ့လေတခုတော့ရှိတယ်ဒုက္ခဝိညာဉ်မှာဒေါသမပြတ်သေးဘူးမဟာပလင်မဆက်ရတဲ့ပုဂ္ဂိုလ်ရဟုတ်လားဝိညာဉ်တော့ရှိရင်စိတ်ထဲမှာဆင်းရဲတာပေါ်မလာဘူးလားတတိအားမကောင်းရင်တော့ပေါ်လာမှာပဲဆင်းရဲတယ်ဆိုလို့ရှိရင်ဟုတ်လားမခံနိုင်စိတ်ပေါ်လာလိမ့်မယ်မခံနိုင်စိတ်ပေါ်လာလို့ရှိရင်တော့ပြောပြီးတော့စိတ်ကိုရှုလို့ရပါဦးမလားအဲ့အချိန်မှာဟုတ်လားအတိလေးနဲ့ပြင်အမှန်လေးနဲ့ပြင်ဆိုပြီးတော့ဦးဇင်းတို့လုံးဝဟုတ်လားအပြင်မခံဘူးဘာလို့လဲဆိုလို့ရှိရင်မခံရင်တဲ့စိတ်ပေါ်လာပြီးဝိညာဉ်နဲ့တအားပြင်းနေစိတ်ကလည်းကန့်နေပြီဘလို့မှခွာလို့မရတော့ဘူးဆိုလို့ရှိရင်ယူကြီးကိုလုံးဝမလုပ်ပါနဲ့တက်တောင်လည်းမလုပ်ရဘူးတက်တောင်လည်းမညှစ်ရပဲနဲ့ယူကြီးကိုအသက်မရှိသလိုထားရမယ်ဟုတ်ပြီလားအတပြားတောင်တက်တောင်ရဲ့စိတ်နဲ့လှုပ်တာညှစ်တာထိန်းတာမလုပ်ရဘူးလေးစွန့်ထားလိုက်ပြီးတော့ဆင်းရဲလို့ပြောနေတဲ့စိတ်ကလေးကိုပဲသတိထားလိုက်ဟုတ်လားတိခါနေလိုက်တော့စိတ်ကိုမရှိတိုင်းနေပါစေမလုပ်ဘဲနဲ့မညစ်ဘဲနဲ့မထိမ့်မနဲ့ယူကြီးကိုစွန့်ပြီးတော့အသာလေးတိခါမိနေလိုက်ဒီဝိညာဉ်တက်လို့အသက်ပါရင်ပါပါလေဆိုပြီးတိခါမိနေလိုက်အဲ့တိခါလို့ရှိရင်ပုံနာတော့ပုံပြီးမလို့ရှင်ဘူးလားပုံလို့ရှင်တော့ပုံပြီးတော့စိတ်ထဲကမလို့တော့ပုံပြီးမစင်ရဘူးလားဆင်းရဲဆိုတာဘယ်လိုပြောတာလဲဆင်းရဲတာစိတ်ပဲအဲ့ဒါဒီဝိညာဉ်တဏှာပဲဆင်းရဲမခံနိုင်ဘူးကျိုးတော့မဲ့တော့မဲ့တေးတော့မဲ့လို့ပြောတဲ့စိတ်ကလေးကိုပဲမိမိရဟလားအသက်နဲ့ယဉ်ပြီးတော့မလှုပ်ဖဲနဲ့မညစ်ဖဲနဲ့တီးခံပြီးတော့ကြည်နေရမယ်စိတ်ကိုအကြိမ်ဟလားဆုံးသွားတဲ့မိမိကစိတ်အရှိဆုံးထားပြီးတော့ကြည်နိုင်မယ်ဆိုလို့ရှိရင်မခံနိုင်တဲ့စိတ်လည်းချုပ်သွားရောဘုံရလက်ကနေကြပြီးတော့အောက်ကယုံနာတာရတော့ရှိတယ်စိတ်ထဲမှာတဏှာမရှိလို့ဆင်းရဲတာရှိဦးမလားမရှိတော့ဘူးအဲ့ဒီနေရာမှာဟလားတတိလိုပါတယ်ဟလားရင်းရဲလို့လိုတယ်အဲ့ဒီနေရာမှာစိတ်ကိုနိုင်အောင်ရှုနိုင်မှုလိုတယ်မနိုင်မနဲ့ဟလားတဏှာအလိုလိုက်ပြီးတော့လှုပ်လိုက်မယ်မလိုက်မယ်ချွေးလိုက်မယ်ပြင်လိုက်မယ်ဆိုရင်အဲ့ပုဂ္ဂိုလ်ဒီခဏတော့ချမ်းသာမယ်တဲ့နောက်ပြီးတော့ပြန်မစင်းရဘူးလားပြန်စင်းလို့ရှိရင်စိတ်တနုပဒနာအောင်မြင်အောင်ရှုနိုင်မှာမလားမရှုနိုင်ဘူးဟုတ်ပြီလားအဲ့တော့ကိုယ်တို့ကဖူတန်ယောဂီတွေကတော့ဒါမဟာပလင်နဲ့ချိန်ထားပြီးပြီအာနာပါနကမ္မဋ္ဌာန်းနဲ့ကျင့်ထားပြီးတော့ဒါတော်တော်လေးတော့ရှုနိုင်တယ်အခုမှလာကျင့်တဲ့ယောဂီတွေကတော့ငကောအကျင့်တဲ့အခါမရှိရင်ဒီနေရာမှာအခုနလှုပ်ခြင်းပြင်းခြင်းမခြင်းရွှေ့ခြင်းနဲ့တဏှာကိုအနိုင်ယူဖို့ခဲရင်ပါလိမ့်မယ်တိုးတော့လေဘာဖြစ်ဖြစ်အခုဒီမှာလာကျင့်တယ်ဆိုဦးဇင်းတော်ကျင့်စဉ်ကိုပြောပြရမယ်နော်အဲ့ဒီနေရာမှာပြန်ပြောမယ်အသက်ပိုင်ပါသွားပါစေမလို့အသက်ပိုင်ပါသွားပါစေငါမလှုပ်တော့ဘူးတက်တောင်လည်းမထိန်တော့ဘူးဆိုပြီးရုပ်ကိုလွတ်လွတ်ကလေးစွန့်ပြီးတော့ဆင်းစိတ်ကလေးဆင်းရဲတဲ့သဘောလေးရင်ထဲမှာဖြစ်နေမယ်အဲ့ဒါတော့ဒါလေးစောင့်ကြည့်မယ်တူသဘောနဲ့တူဆုံးသွားတဲ့အဆုံးမရှိစိတ်ရှိထားလိုက်ပါအဲ့လိုကျင့်လို့ရှိရင်တထိုင်နဲ့ရတယ်ဟုတ်ပြီလားကိုကစိတ်အလိုလိုက်ပြီးလှုပ်ပြီးမရှိပေးမယ်ဆိုရင်တော့ခဏပဲချမ်းသာမယ်ပြန်မေးဆင်းရဲမယ်လှုပ်လိုက်ပြန်ဆင်းရဲလိုက်ခဏချမ်းသာလိုက်ပြန်ဆင်းရဲလိုက်နောက်ပြန်လှုပ်လိုက်ခဏချမ်းသာလိုက်ပြန်ဆင်းရဲလိုက်ပြန်လှုပ်လိုက်အဲ့တန်နေရာလေဝါလိမ့်မယ်နောက်ဆုံးဒီကနေ့လှုပ်လို့ရမှာလားလှုပ်လို့မရအချိန်မှာလှုပ်ခြင်းနဲ့တဏှာရှိတဲ့ပုဂ္ဂိုလ်ကြီးတဲ့စိတ်ထဲမှာချမ်းသာမလားဆင်းရဲမလားအဲ့ဒီဆင်းရဲစိတ်နဲ့တွေ့လို့ရှိရင်ချမ်းသာတဲ့ဘဝသွားပါမလားမသွားဘူးဟုတ်ပြီလားအဲ့တော့အဲ့ဒီနေရာမှာဆိုတာဝေဒနာမှာတဏှာကိုလို့ပြောတယ်ဝေဒနာမှာတဏှာကိုရင်တော့အဲ့ပုဂ္ဂိုလ်ကြီးတရားမရဘလောက်ပဲချင်းတရားမရဘူးကုသိုလ်ရရမယ်ဝေဒနာမှာတဏှာဖြတ်ရင်အဲ့လိုဖြတ်ရတယ်ဟောဒီခန္ဓာကိုမလှုပ်ဖဲမညစ်ဖဲနဲ့လွတ်လွတ်ကလေးစွန့်ထားရမယ်ဟုတ်ပြီလားအဲ့တော့ကျင့်နိုင်တာမကျင့်နိုင်တာအပါဒကျင့်စဉ်လမ်းကြောင်းတော့ဒီတိုင်းရှိတယ်ဆိုတာကိုဦးဇင်းတို့ကချပြတယ်အဲ့တော့ဒီယောဂီဦးဇင်းတို့ဒီဖူဒန်ယောဂီတွေကမနေ့ကလည်းတစ်ချိန်ကျင့်ပြီးပြီအဲ့တော့မနေ့ကကျင့်တဲ့ခါမှာအခက်အခဲရှိရင်လျှောက်ပါဦးဇင်းရှင်းပြမနေ့ကလည်းရှင်းပြဒီတိုင်းပဲရှင်းပြတဲ့ပုံမှာကျင့်စဉ်ပုံမှာမရှင်းလင်းတာရှိလားဒီလိုလေလက်တွေ့လို့တဲ့ခါမှာအခက်အခဲမရှိဘူးလားအဲ့အခက်အခဲကိုလျှောက်ပါ
ရှောက်เสียရှိလားအရှင်ပြောတော့နားရပါတယ်ဗျာလိုက်ပြီးမလုပ်နိုင်တာတခုပါပဲအဲ့လိုဖြစ်မနေဘူးလားဟုတ်ပြီအဲ့ဒါကြောင့်တီးခံမှုတီးခံတဲ့အားတွေလိုပါတယ်ဟုတ်လားတတိအားတွေလိုတယ်တရားအားတွေလိုတယ်အဲ့ဒီအားတွေမပါပဲတရားကျင့်လို့ရပါမလားကိုယ်လိုတော့ရတယ်တရားမရဘူးဟုတ်ပြီလားအဲ့ဒါကြောင့်တရားကလိုလိုနဲ့မရဘူးဆိုအဲ့ဒါကိုပြောတာပါအဲ့တော့စိတ်ကိုမရှိတော့တဲ့ပုဂ္ဂိုလ်တွေတည်းမှရှိလားဟုတ်လားရှိတတ်တယ်အဲ့တော့စိတ်ကိုမရှိတတ်ဘူးဘာလို့မှမသိဘူးစိတ်ရှာလို့မသိဘူးအရှင်ဘုရားစိတ်ကိုရှုပါလို့ပဲတကယ်တော့စိတ်ကိုရှာလို့မရဘူးဆိုပုဂ္ဂိုလ်တွေကမရှိဘူးလားဟုတ်လားအဲ့လိုပြောတာဘာကြောင့်ပြောတာလဲမသားကြီးကျတော့တကယ်တော့စိတ်ကိုမရှိတတ်ဘူးရှာလို့မရဘူးလို့ပြောလားဘာမရှိလို့လဲအဲ့ဒါဆိုရင်စိတ်ကပဲဟာလဲအဲ့ဒီရှာလို့မရဘူးလို့စိတ်ပဲမှာလဲလို့မရှိတတ်တော့ဘူးလို့ဟုတ်မဟုတ်ပါမလားလို့အဲ့ဒါပါလေအဲ့ဒါဒီမလေးအရှုခံပေါ့အဲ့ဒါကိုပြန်လှည့်ကြည့်ရမှာအဲ့ဒီစိတ်ကိုပြန်လှည့်မကြည့်ဘဲနဲ့ကိုကအဲ့စိတ်ကိုမကြည့်တတ်တော့အဲ့စိတ်နဲ့ပေါင်းပြီးတော့ငါအဲ့စိတ်ကငါဖြစ်နေရောငါတို့တော့စိတ်ကရှုစရာပြောင်းမနေဘူးလားရုပ်ရတော့မှတ်ထားမယ်အဲ့စိတ်ကိုမရှိတတ်ဘူးဘာမှမလုပ်တတ်တော့ဘူးစိတ်ပဲမှာလဲဘာလို့မှလည်းမသိတော့ဘူးဟုတ်ကောဟုတ်ပါမလားဆိုပါလေလေစိတ်တွေအဲ့စိတ်ကိုဘာလို့မှလဲပြန်လှည့်ကြည့်ဖဏတ်ကိုခါးစားထိုးထားပြီးတော့အပြင်မှာလိုက်ဆိုင်ရပါမလားမရဘူးအဲ့ဒီအဲ့ချိန်မှာအဲ့လိုစိတ်မျိုးပေါ်တတ်တယ်ဟုတ်လားအဲ့ဒါကိုပြန်လှည့်ကြည့်ရမယ်အဲ့တော့မိမိကအကယ်စိတ်ကိုရလာအဲ့လိုအကင်းပါစွာနဲ့တတိအားကောင်းလာလို့စိတ်ကိုရှုနိုင်ပြီဆိုလို့ရှိရင်ဦးဇင်းမနေ့ကပြောတဲ့ဥပမာလို့ဟုတ်လားလက်ပေါ်မှာပစ္စည်းတစ်ခုတင်ပြလိုက်တယ်ရုပ်တို့မတွေ့ဘူးလားအဲ့ဒါလေးထွေလိုက်ရင်လက်ပေါ်မှာဘာရှိလဲဘာမှမရှိဘူးရုပ်ရဲ့မျက်စိဒီလက်ကိုရုပ်ရဲ့ဉာဏ်ဒီဟုတ်လားလက်ကိုအောင်ပြတာလားလက်ပေါ်မှာပစ္စည်းမရှိတာအောင်ပြတာလားဟုတ်ပြီဒီမှာလက်ပေါ်မှာဘာရှိလဲပေါ်လာမမြင်ရဘူးလားအခုလက်ပေါ်မှာဘာရှိသေးလဲပေါ်လာတာမြင်ရလို့ဘာမှမရှိတော့မမြင်ရဘူးလားလက်ပေါ်မှာတ िश မရှိဘူးလားလက်ပေါ်မှာဘာရှိသေးလဲမရှိတာအောင်ပြခိုင်းတာပါလက်ကြီးမကြည့်ပါနဲ့ဟုတ်ပြီလားအဲ့တော့ဦးဇင်းကဘာမှမတင်ဘူးဆိုရင်ယောဂီတွေဘာကိုတွေ့ရလဲလက်ပေါ်မှာဘာမှမရှိဘူးအဲ့ space လေး emptiness လေးမတွေ့ရဘူးလားအဲ့ဒါလေဦးဇင်းကတဏှာကြီးပြမယ်ယောဂီတွေတဏှာကြီးထိုင်ကြည့်လို့ဆိုမမြင်ရဘူးလားအခြားဟာလည်းမရှာနဲ့ဒီဓမ္မအောင်ထဲမှာဘာတွေဘလောက်များများအလိုက်မကြည့်နဲ့လက်ပေါ်မှာဘာမှမရှိရလို့ညာကကြည့်နေလိုက်ကြည့်လို့မရဘူးလားအဲ့တိုင်းပဲဦးဇင်းကလက်ပေါ်မှာတင်ပြတဲ့အရာတွေဒီယောဂီတွေတွေးစိတ်နဲ့တူပါတယ်တွေးစိတ်ဒီတိတိုင်းချုပ်မသွားဘူးလားအဲ့တော့ဟောဒီဘူးလေးကိုဖယ်လိုက်ရင်မရှိတာမတွေ့ဘူးလားအခုနတွေးစိတ်မရှိတဲ့သဘောလေးချုပ်တဲ့သဘောလေးဒီလက်ပေါ်မှာဘာမှမရှိတာနဲ့တူတယ်အဲ့တော့တ िश ဘူးအောင်ပြုတ်နိုင်တယ်လို့တ िश မရှိတော့အောင်မပြုတ်နိုင်ရဘူးလားအဲ့လိုပဲတားစိတ်လေးပေါ်လာတယ်ငါသားလေးနေကောင်းရင်လားသတိထားလိုက်ရင်ပြောက်မသွားဘူးလားအဲ့ဒါတတိရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဒီအဲ့စိတ်ကလေးချုပ်သွားတာကိုမမြင်ရဘူးလားအဲ့တန်လေးချုပ်တဲ့နေရာလေးပဲရပ်ထားလိုက်ရပ်လို့မရဘူးလားကိုကရပ်နိုင်တဲ့အစွမ်းရှိရပ်လို့မရဘူးလားရတယ်ဟုတ်လားနောက်တစ်ခါမှအလေးအကြောင်းပေါ်လာတယ်နောက်တစ်စိတ်ပေါ်လာတယ်ပေါ်လာဒိဋ္ဌာနဲ့အဲ့စိတ်ကရှိဦးမလားလက်ပေါ်မှာဟန်ပုံလေးရှိသေးလားမရှိတော့ဘူးအကြာကြီးကြည့်လို့မရဘူးလားဘာမှလည်းမစအဲ့လက်ပေါ်မှာဘာမှမရှိတော့ဘူးကြည့်အဲ့လိုပဲဟုတ်လားတားလေးကြောင်တွေးတဲ့စိတ်ပေါ်လာတယ်ချက်ချင်းသိထားလိုက်တယ်ပျောက်သွားတယ်အဲ့ပျောက်တာလေးကိုပဲရပ်ထားလိုက်အဲ့ဒါလေးကိုကြည့်နေလိုက်နောက်ဆက်မတွေးနဲ့နောက်ဆက်ပြီးတော့မရှာနဲ့အဲ့လိုမမြင်ရဘူးလားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တတိရှိတဲ့ပုဂ္ဂိုလ်မမြင်ရဘူးလားအဲ့ဒါကိုလိုချင်တာဆိုတော့ဘယ်လိုမှမစိတ်တွေအများကြီးပေါ်တာပေါ့ဟုတ်လားတတိထားတိုင်းနဲ့စိတ်တွေအပေါ်ကကျဲသွားလိမ့်မယ်ဘာလို့လဲဆိုတော့တတိအားကောင်းလို့ရှိရင်တတိရှိတဲ့စိတ်ပေါ်တဲ့အခါမှာတွေးစိတ်ကပေါ်သေးလားမပေါ်တော့ဘူးတွေးစိတ်တွေကျဲသွားတယ်နောက်တော့တတိကလုံးဝလည်းအားလည်းကောင်းတော့တွေးစိတ်ကပေါ်လာသေးရဲ့လားစိတ်ကလေးရပ်မသွားဘူးလားအဲ့ဒါကဟလား emptiness of mind လို့ခေါ် silent mind လို့လည်းခေါ်တယ်စိတ်တော့ရှိတယ်ယောဂတော့မသေးတော့ဘာရှိလဲအဲ့စိတ်ကစကလုံးပါလားစိတ်ကစကားပြောသေးလားအားကြောင့် silent mind လို့ပြောတာ
စိတ်မှာစကလုံးမပါတော့ဘူးတနည်းအားဖြင့်ပညာမပါတော့ဘူးစိတ်ကလေးတိတ်ဆိတ်မသွားဘူးလားစိတ်ကလေးတိတ်ဆိတ်သွားတဲ့ခါစိတ်ကစကားမပြောတော့ခန္ဓာကိုယ်ရရှိသေးလားလောကရရှိသေးလားယောဂတို့အိတ်နေတယ်အာယုန်နေနဲ့စိတ်ဆက်ပြီးစကားပြောနေလားမပြောဘူးလားအဲ့တဲ့ခါမှာစိတ်တော့ရှိတယ်စိတ်ကစကားမပြောတဲ့ခါကျတော့ဒါဒုကောင်းဒါလက်ဒါပေါင်မဲဒါခေါင်းမဲလို့သိသလားစိတ်တော့မရှိဘူးလားခန္ဓာကိုယ်သိဘူးလားမသိတော့ဟာငါအိတ်တာဘယ်နေရာဟာလားစင်ကာပူမှာဗမာပြည်မှာဆိုတော့ရှိလားတိုက်ပေါ်မှာတိုးပေါ်မှာရောရှိလားဘာမရှိလို့လဲစိတ်တော့မရှိဘူးလားအဲ့စိတ်မှာဘာမပါဘူးလဲစကလုံးမပါဘူးပညာမပါဘူးဟုတ်ပြီလားဆိုတော့ဘုရားကခုနတတိထားလို့တမာတိရလာလို့စိတ်ကလေးကခုနတွေးစိတ်တွေချုပ်မှုတော့ကိုအာအောင်ပြနိုင်ပြီဆိုလို့ရှိရင်အဲ့စိတ်ဒီစကလုံးမပါတော့တဲ့အတွက်ခေါင်းနဲ့လက်တွေခါးတွေခြေတွေမရှိဘူးအဲ့ဒါမရှိရင်ခန္ဓာကိုယ်ရှိဘူးမလားခန္ဓာကိုယ်မရှိရင်နာကျင်တဲ့ကြက်ခဲတော့ရှိဘူးမလားဟုတ်လားအချိန်ဆိုတာရှိဘူးမလားနေရာဆိုတာရှိဘူးမလားအဲ့တဲ့ပုဂ္ဂိုလ်မှာဘယ်အချိန်ဟုတ်လားဘယ်နှမိနစ်ကြာပြီဘယ်လောက်လိုရလဲဆိုတာမရှိသလိုပဲဟုတ်လားဘယ်နေရာဆိုတာမရှိသလိုပဲမိမိစိတ်ဒီစိတ်တို့ရဲ့ပညာနဲ့ရှင်တဲ့စိတ်တို့ရဲ့ချုံးမှုသဘောဟုတ်လားនិရောဓကိုအောင်ပြနိုင်ခဲ့လို့ရှိရင်အဲ့စိတ်ဒီစကလုံးမပါတဲ့အတွက်အချိန်ဆိုတာမရှိပါဘူးနေရာဆိုတာရှိလားခန္ဓာကိုယ်ရှိလားအချင်းနေရာခန္ဓာကိုယ်ရှိမရှိလို့ရှိရင်ဆင်းရဲတာရှိဦးမလားမရှိတော့အယချမ်းသာပါလေဟုတ်ပြီလားအဲ့ဒီချုံမှုသဘောនិရောဓလို့ခေါ်တယ်និရောဓသစ္စာမဟုတ်ဘူးនិရောဓအမှားလို့နားလည်လည်းပဲတော့ပညာနဲ့ရှင်တဲ့စိတ်တွေချုံမှုသဘောလေးယောဂတို့တဏ္ဍာမှာအဲ့ချိန်မှာဖြစ်နေပြီအဲ့ဒါလေးကိုဉာဏ်ကအောင်ပြုထားလို့ရှိရင်အချိန်မရှိနေရာမရှိခန္ဓာကိုယ်မရှိဘာကြောင့်မရှိလဲဆိုတော့စိတ်မှာတတိပညာဦးစီးသွားတော့အခုနပညာတွေလာသေးလားပညာမလာလို့ရှိရင်လည်းဘာမှမရှိတဲ့နေရာအောင်ပြည့်အတွက်လောဘဒေါသမောဟရှိသေးလားဟောဒီပစ္စည်းလေးကိုယောဂီတို့ကြည့်မယ်ဟဲ့လားကြည့်တဲ့အခါကျတော့ဒါလေးကကောင်းတယ်ဆိုရင်လောဘမဖြစ်နိုင်ဘူးလားဒါလေးကညံ့တယ်ဆိုရင်ဒေါသမဖြစ်နိုင်ဘူးလားလက်ပေါ်မှာအခုဘာရှိသေးလဲဘာမှမရှိဆိုတော့ချစ်လို့ရလားမုန်းလို့ရလားအဲ့တော့ချစ်တာမုန်းတာကြိုက်တာမကြိုက်တာလာသေးလားမလာတော့အဲ့စိတ်မှာလောဘဒေါသမောဟကင်းမတော့ဘူးလားဟုတ်ပြီခုနကပြောတဲ့တွေးစိတ်တွေချုံမှုတော့និရောဓကိုမိမိကညံနဲ့မျက်မှောက်ပြုနိုင်ပြီစိတ်မှာမိမိစိတ်မှာတတိအားကောင်းသွားလို့အားလေးကိုအောင်ပြုနိုင်ပြီဆိုလို့ရှိရင်အဲ့စိတ်ဒီချစ်လို့လည်းမရဘူးမုန်းလို့လည်းမရဘူးဟလားတတိရှိတဲ့မောဟအောင်ဆင်မသွားဘူးလားလောဘဒေါသမောဟသုံးချက်လုံးကဒေါသနဲ့လွတ်မသွားဘူးလားဟုတ်ပြီအဲ့ဒါကိုဟလားဇံဝင်စားတယ်လို့ခေါ်တယ်ချက်ချင်းကြီးကတော့အကြာကြီးမရပါဘူးသို့တော်လည်းဦးဇင်းတို့အခုလို့ဟလားစကျင့်ရတဲ့ပုဂ္ဂိုလ်တွေမှာဒီသဘောလေးကိုတဖြည်းဖြည်းနဲ့သဘောပေါက်လာလိမ့်မယ်စိတ်ဆိုတာမြဲတဲ့အရာမဟုတ်ဘူးကိုကတတိလေးလို့စိတ်ကတွေးစိတ်ကပေါ်တယ်တတိလေးထက်ကိုချုပ်သွားတယ်တတိလေးအားကောင်းလာတွေးစိတ်တွေချုပ်ပြီးတော့ဘာမှမရှိတဲ့နေရာလေးညာအောင်ပြီးတော့နေပါလားအဲ့ဒါဆိုရင်စိတ်မှာပညာကမပါတဲ့အတွက်လောကလည်းမရှိခန္ဓာလည်းမရှိဟဲ့လားအချိန်လည်းမရှိအဲ့ဆိုရင်အယမ်းချမ်းသာပါလားဆိုတာကိုကိုယ်တိုင်ရောက်ဖို့လို့သိပါလိမ့်မယ်ဟုတ်ပြီလားအဲ့ဒီနေရာမှာ10နာရီဦးဇင်းကလောကမှာပါရှိလေဦးဇင်းက10နာရီပြမယ်တဲ့ယောဂီက10နာရီထိုင်ကြည့်နိုင်မယ်ဆိုရင်မမြင်စရာအကြောင်းရှိလားဟုတ်ပြီလားအဲ့ဒီခုနနေရာမှာတမာပတ်ဆိုအဲ့လိုဝင်စား10နာရီလောက်ငုတ်တုတ်ထိုင်နေတယ်ဒါပေမဲ့သူ့စိတ်ကအဲ့ပြောတာလည်းမဟုတ်ဘူးတတိရှိနေတယ်ဒါပေမဲ့အဲ့ရှိတဲ့တတိတွေတဲ့ခန္ဓာကိုယ်အောင်ပြုလားအတိတ်ကိုအောင်ပြုလားအနာဂတ်ကိုအောင်မပြုဘူးလောကကြီးအောင်ပြုသေးလားအတိတ်အနာဂတ်လောကကြီးအောင်မပြုတော့အဲ့စိတ်ဒီဆင်းရဲဆိုရှိဦးမလားမိမိမှာလားတတိဉာဏ်ပညာအားကောင်းလို့ရှိရင်အခုနောက်နေရာမှာ10နာရီအောင်ပြုလို့ရတယ်အဲ့လိုနေရာမျိုးအဲ့လိုတမာတိမျိုးရမှဟိုဘက်ကပရမယုံနေဆိုတာမြင်လို့ရပါတယ်အဲ့လိုတမာတိမျိုးမရောက်ဘဲနဲ့ဆရာကဟာဘောဓနာယုတ်တိရာနာဆိုပြောတဲ့ယုံနေပြီတဲ့အပြောပဲရှိပါသေးတယ်မိမိစိန်တာမယဉာဏ်နဲ့စဉ်းစားပြီးတဲ့ယုံနေမရှိသေးတကယ်မမြင်သေးဘူးဟုတ်ပြီလားအဲ့တော့ဒီစိတ်ဓာတ်မျိုးကဘာလို့တာလဲလို့မေးလို့ရှိရင်အခုနဟာဒီစိတ်ကလေးကပညာနဲ့ရှင်နေပြီးတော့လောဘဒေါသမောဟတွေဖြစ်နေတဲ့အတွက်အမှန်တရားယုံနေတယ်မမြင်နိုင်ဘူးမမြင်နိုင်တဲ့မြင်နိုင်အောင်ဆိုလို့ဟောဒီစိတ်မှာကန့်ညင်နေတဲ့ပညာနဲ့လောဘဒေါသမောဟကိလေသာတွေကိုပယ်ခွာဖို့ကြိုးစားတာပါအဲ့ဒါကိုဟလားတရားကျင့်တယ်လို့ခေါ်ပါတယ်တရားကျင့်တယ်ဆိုတာဘာလို့လဲလို့မေးလို့ရှိရင်ဟောဒီစိတ်မှာကန့်ညင်နေတဲ့လောဘဒေါသမောဟကိလေသာတွေနဲ့ပညာကိုခွာတာပါဟုတ်ပြီလားဒါတော့ဒီကျင့်တွေကဟာလို့ကိုယ်ရဲ့စေတကမှမရပါဘူး
အောင်လာမှာတော်တော်လုံးကျင့်တယ်ဟုတ်လားရတော့တော်တော်ခင်းပါလေအဲ့တော့ဒါလို့ရှင်မကဘာကြောင့်ပြလဲဆိုတော့ဒါတရားကျင့်စဉ်လမ်းကြောင်းကြီးဒီတိုင်းရှိတယ်ဆိုတော့ဦးဇင်းတို့ကချပြတယ်နောက်တစ်နေ့ကျရင်ရုံးတို့ဦးဇင်းကအမြည်လေးပေးလိုက်တာဟုတ်ပါလားအဲ့တော့အမြည်လေးကြည့်ကြည့်ပါ2 နာရီလောက်ကြိုးစားကျင့်ကြည့်အဲ့2 နာရီလောက်တည်းမှာအခုနပြောတဲ့ဟုတ်လားတတိညာညာလေးအားကောင်းပြီးတော့စိတ်တွေရဲ့ပြင်းပြနေခြင်းနဲ့စိတ်တွေရဲ့ချုံမှုတို့မိမိအာရုံပြနိုင်ပြီဆိုလို့ရှိရင်ဘလောက်ကောင်းတယ်ဆိုတာယောဂီတို့ကိုယ်တိုင်သိပါလိမ့်မယ်အဲ့တော့ကျင့်စဉ်ကျင့်ရတဲ့ရွေချက်ကိုသိပြီလားဟုတ်လားဘလို့ကျင့်ရမယ်ဆိုတာကိုသိပြီလားလမ်းမှာဘလို့အခက်အခဲတွေ့မယ်ဆိုဦးစင်းပြောပြပြီတရားနဲ့ပတ်သက်ပြီးတော့မေးစရာရောရှိသေးလားတရားတွေမေးစရာရှိသေးလားအဲ့ဒါဆိုဦးစင်းတို့ပြေးကန်ယူကြမယ်